ခိတကနာတရောက်ရှိလာခဲ့ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ဖြောင်းမြို့မှာပဲကွယ်ဖြူစင်ရိုးသားတဲ့မြို့သူမြို့သားနဲ့တကူကြီးဖျားများလဲစုံလင်စွာပေါ်တဲ့မြို့ပထားတဲ့လိမ်မင်းလမ်းလေးရဲ့အဖြောင်းမြို့မှကြိုးဆိုပါတဲ့လမ်းမဝေးတဲ့ဒီလက်စစီဒီတော်ကြီးနဲ့တမပါတကူကြောင်းကြီးလဲထေဝါတာပဲတစ်ဖက်ကတော့ကုန်းလန်းနဲ့ကုန်းကူးတဲ့နောက်တစ်ဖက်တစ်ချမ်းကရေချောင်းကကုန်းကူးမယ်စံစီစေးစားပေါ်များပြီးကျွဲဝါတဲ့နေမျိုးလေးကိုအလင်းလာပါအောင်ကွယ်နေရချီမကအောင်ရှိခဲ့တာအဖြောင်းမျိုးအင်းဝကြောင်တိုက်ကြီးထဲမှာသူဖျားရှင်အားကုန်ဆောင်တဲ့တကူကြီးလာတဲ့ပြီးတကန်တော်ကြီးပါမြို့ပြရဲ့အနီးတစ်ဝိုက်မှာရှိကြတဲ့ကြည်လက်ကြီးရောများကမျိုးစီကိုဈေးလာဝဲလူအပ်တာမရှိတာမဖြစ်ရလေအောင်စီကလာတဲ့အဖြောင်းမျိုးဈေးကြီးရဲ့ကျမ်းမာကြီးအတွက်လည်းအဆင်ပြေတာပါပဲတိုက်နေစေယုံကြီးလည်းရှိနေတာပါအမြင်ခံရတဲ့တန်တဆောင်ကြီးနဲ့ရှေးရှေးတော့မှကြောက်စားတိုင်းများရဲ့တန်းလာခဲ့ပါဖိတ်ခေါ်ခြင်းပါတယ်ရောက်တဲ့အခါမှလည်းစိတ်ပျော်ရွှင်မှာပါပဲအဖြောင်းမျိုးရဲ့စိတ်ရပန်းဖြည့်စရာအေးရာတွေပါမှစီဖူတွေမှစားမယ်ခိတကနာတရောက်ရှိလာခဲ့ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ဖြောင်းမြို့မှာပဲကွယ်ဖြူစင်ရိုးသားတဲ့မြို့သူမြို့သားနဲ့တကူကြီးဖျားများလဲစုံလင်စွာပေါ်တဲ့မြို့ပထားတဲ့လိမ်မင်းလမ်းလေးရဲ့အဖြောင်းမြို့မှကြိုးဆိုပါတဲ့လမ်းမဝေးတဲ့ဒီလက်စစီဒီတော်ကြီးနဲ့တမပါတကူကြောင်းကြီးလဲထေဝါတာပဲတစ်ဖက်ကတော့ကုန်းလန်းနဲ့ကုန်းကူးတဲ့နောက်တစ်ဖက်တစ်ချမ်းကရေချောင်းကကုန်းကူးမယ်စံစီစေးစားပေါ်များပြီးကျွဲဝါတဲ့နေမျိုးလေးကိုအလင်းလာပါအောင်ကွယ်နေရချီမကအောင်ရှိခဲ့တာအဖြောင်းမျိုးအင်းဝကြောင်တိုက်ကြီးထဲမှာသူဖျားရှင်အားကုန်ဆောင်ခဲ့တဲ့တကူကြီးလာတဲ့ပြီးတကန်တော်ကြီးပါမြို့ပြရဲ့အနီးတစ်ဝိုက်မှာရှိကြတဲ့ကြည်လက်ကြီးရောများကမျိုးစီကိုဈေးလာဝဲလူအပ်တာမရှိတာမဖြစ်ရလေအောင်စီကလာတဲ့အဖြောင်းမျိုးဈေးကြီးရဲ့ကျမ်းမာကြီးအတွက်လည်းအဆင်ပြေတာပါပဲတိုက်နေစေယုံကြီးလည်းရှိနေတာပါအမြင်ခံရတဲ့တန်တဆောင်ကြီးနဲ့ရှေးရှေးတော့မှကြောက်စားတိုင်းများရဲ့တန်းလာခဲ့ပါဖိတ်ခေါ်ခြင်းပါတယ်ရောက်တဲ့အခါမှလည်းစိတ်ပျော်ရွှင်မှာပါပဲအဖြောင်းမျိုးရဲ့စိတ်ရပန်းဖြည့်စရာအေးရာတွေပါမှစီဖူတွေမှစားမယ်